မင်္ဂလာပါခင်ဗျာ Wildlife and Story YouTube channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ channel ဟာဆိုရင်မိုးဆိုးတငါတို့ရဲ့အကြောင်းအရာအဖြစ်အပျက်များနဲ့ဝတ္ထုများတောရင်းတွေတောရဲတိရစ္ဆာန်များရဲ့အကြောင်းအရာအဖြစ်အပျက်အလေးထားအမှုချင်းများကိုစစ်စစ်မပြတ်တင်ဆက်နေတဲ့ channel ဖြစ်ပါတယ်ဒီတစ်ပတ်တင်ဆက်သွားမှာဆိုရင်တော့စာရေးဆရာကြီးဖြာပုံလာမုန်းတွေရေးသားသောမဲလုံးကိုရှာမဲရှည်နဲ့တွေ့ချင်းဆိုတဲ့ဝတ္ထုလေးတစ်ပုဒ်ဖြစ်ပါတယ်ဒီဝတ္ထုကိုအတန်စာအုပ်ဖြစ်ဖတ်ကြားတင်ဆက်သွားမှာကတော့ကျွန်တော်နိုင်ဝင်းမင်းဦးကဖြစ်ပါတယ်သောတာဆင်တော်မူကြပါအောင်ခင်ဗျာမိတေအေတတိယမြောက်သားကိုမွေးခဲ့သည်ကျမ်းမာရေးမှုနှင့်ဆရာမများကျေးဇူးကြောင့်လူကြီးရောကလေးပါကျမ်းမာပါသည်သို့တော်နှစ်ဖက်မျိုးများရှိသောရွာတွင်ထားရသည်နှစ်လပြည့်မှတောထဲရှိစင်ကူးဝဲချောင်းသို့ခေါ်ရမည်ရွာနှင့်တဲကိုလှေနှင့်3 နာရီကျော်သွားမှရောက်သည်မြို့ဝကျွမော်တောထဲတွင်ကိုအောင်သိန်းနှင့်ဇနီးမတ်တင်အေးတို့နေထိုင်ခဲ့ကြသည်နှစ်ပေါင်းကြပြီမတ်တင်အေးအကိုလူပြိုကြီးကိုသိန်းထိုင်နှင့်ကိုအောင်သိန်းမှာတောထွက်ပြီးပြင်မျောသည့်ထင်းချမ်းများကိုခုတ်လဲကြောင်းချသည်တောကြောင်းတွင်လည်းငကားပိုက်နှင့်ငါးပစုံထောင်းသည်ကိုအောင်သိန်းဝါသနာပါလွန်း၍တရေသည်တစ်ခေါက်မြတော့တောထဲအမဲလိုက်ထွက်သည်ခွေးရီရုပ်ဆိုးနှင့်ခွေးမပြတုတ်တို့သည်ကိုအောင်သိန်းအချစ်တော်တောလိုက်အမဲကွေးများဖြစ်သည်လွန်ခဲ့သောနှစ်ပတ်ခန့်ကတောထဲဖိုးလိုက်ပြီးအပြန်လေဦးမှပါလာခဲ့သောခွေးဒီကလေးညီတို့မှာမိချောင်းပုတ်ချအစားခံရသည်ဇနီးမတ်တေမိဖွားရန်ရွာသို့လိုက်ဖို့စဉ်တမန်နှင့်ထင်းချမ်းအဝယ်လာသောကိုလာဒံကိုအကူကြီးတောင်း၍တဲဆောင်ထားခဲ့ရသည်မိုးဦးရေရှံတက်၍ချောင်းကန်းတို့မြုပ်ခဲ့သည်ကိုအောင်သိန်း၏ခွေးနီတိုးကိုစားခဲ့ပြီးအရသာတွေ့သောထိုမိချောင်းသည်ပတ်ဝန်းကျင်တွင်ချောင်းမြောင်းနေရမှရေရှံတက်ခိုက်တွင်ထင်းများပုံသောတဲကုန်းပေါ်အရောက်ကျူးကျော်၍တက်ခဲ့သည်ရုပ်ဆိုးနှင့်ပြားတုံမတို့ကိုလိုက်ဆွဲရင်းကြက်ခိုးစဉ်ပြိုကျ၍စနွင်းပလွင်ကြကွယ်သည်ဧည့်သည်ကိုလာဒံနှင့်ခွေးနှကောင်တို့၏တိုက်ခိုက်ခြင်းကြောင့်ရထားသောပွန်းပက်ဒဏ်ရာများနှင့်စနွင်းပြူအသိခံရတဲ့ကဲ့သို့ဖြစ်ပြီးထွက်ပြေးသွားရသည်စော်ကားလုံးနဲ့မိကြောင်ကိုလာဒံနှင့်မဲလုံးတို့ရင်ဆိုင်တွေ့သလိုငါနဲ့ရင်ဆိုင်တွေ့ကျင်လိုက်တာကွာတောပိုင်တောင်ပိုင်တို့ခမညာမုတ်ဆိုးချင်းချင်းစီးကြော်တဲ့ဒီမိကြောင်အသက်ရှင်လျက်ရှိသေးရင်ကျွန်တော်မျိုးနဲ့စုံမရစေအောင်စီးကြော်စော်ကားတဲ့ဒီကောင်ကိုတတ်မိရင်လည်းခွင့်လွှတ်ကြပါဗျာကျွန်တော်ရိုးရိုးသေးသေးတိုက်နေပါတယ်ဆိုင်ရာပိုင်ရာတို့မကြားမသိမရှိကြပါစေနဲ့ခမညာငှက်တော်မီပုံစံခုတ်အားကောင်းသောအမဲလိုက်ဓာတ်ကိုကြကြနာနာသွေးသည်အနီးအဝေးအားထားရသောလှန်ကြီးကိုလည်းတထားသည်ခွေးနှကောင်လှေပေါ်တင်း၍ချောင်းများနှင့်ချောင်းရိုးအတော်များများသို့ရေစုံရေစံလှော်ကပ်ရင်းကိုအောင်သိန်းရှာခဲ့ပါသည်ငါးများသမားပိုက်သမားတို့ကိုလည်းအတင်ရဲသောထိုမိချောင်းငမဲလုံးကိုမေးမြန်းစုံစမ်းခဲ့သည်သတင်းမကြားခဲ့ရပါချောင်းရိုးချောင်းမကြီးများတွင်သတင်းမရ၍ချောင်းငယ်မြောင်းငယ်တရွတ်ဟုခေါ်သောအစွန်အဖျားအထိတောတိုး၍ရှားနေခဲ့သည်အတိုက်ဝှ၍ဥမှသားပေါက်သည်အထိစောင့်နေသောမိချောင်းမများမနီးမဝေးကထွက်ပေါက်ရေစီးအောက်ချောင်းငယ်မှရန်သူကိုကင်းဆောင်နေသောမိချောင်းအတီးများကိုလည်းကိုအောင်သိန်းအချိန်ချင်းခါတွေ့သည်ဆယ်ပေကျော်မိချောင်းကြီးများဖြစ်၍ဒီရတော်တဘာဝအတိုင်းအေးချမ်းစွာချက်စားနေကြခြင်းဖြစ်သည်ဒီတိုးကိုပုတ်ချစား၍တဲကုန်းပေါ်အထိကျူးကျော်ရန်ကားခဲ့သောမိချောင်းမှာဆယ်ပေခန့်ဖြစ်သည်တကိုယ်လုံးမဲ၍ကိုယ်တယ်မပြားပဲလုံးသည်ပါနက်လင်းမြန်သည်အစားလဲတောင်းချမ်းမှုရသည်ကိုလာဒံပြောပြခဲ့သည့်ပုံစံနှင့်သူကိုယ်တိုင်မြင်ရသည့်ပုံစံတို့ကိုပေါင်းစပ်လျက်ကိုအောင်သိန်းသည်မိချောင်းမဲလုံးကိုတွေးရင်ပုံဖော်မိသည်သို့တော်မဲလုံးသတင်းအစအနကိုမျှမကြားရဖြစ်နေသည်ချောင်းငယ်တစ်ခုအတွင်းသို့သူလှေနှင့်ဝင်ခဲ့သည်ခွေးတအုပ်လှေပေါ်တင်၍ချောင်းပြားဘက်မှထွက်လာသောဝါသနာတူမုတ်ဆိုးကြီးကိုဟန်စိန်တို့သားဖကိုတွေ့လိုက်ရသည်ခွေးများဟိဟောက်ရန်ဆောင်ကြသဖြင့်ကမ်းတစ်ဖက်စီတွင်လှေကပ်ရင်းနှုတ်ဆက်စကားပြောကြသည်မုတ်ဆိုးကိုဟန်စိန်ကိုမိချောင်းတကောင်ပုတ်ခတ်၍ခွေးတကောင်ဆုံးရှုံးခဲ့ကြောင်းနှင့်တဲကုန်းပေါ်ထိတက်၍မိမိခွေးနှကောင်ကိုစားရန်ကြိုးစားခဲ့သောမိချောင်းမဲလုံးကိုရှာဖွေနေကြောင်းပြောသည်ဟာကိုအောင်သိန်းရှာနေတဲ့မိချောင်းမဲလုံးပဲဖြစ်လိမ့်မယ်ဗျငရုတ်တပင်ချောင်းများကိုအမဲလိုက်သွားရင်တွေ့ခဲ့တာလေလွန်ခဲ့တဲ့10ရက်ကျော်ကျော်လောက်ကထင်ပါရဲ့ဗျာတကိုယ်လုံးပွန်းပဲ့ဒဏ်ရာတွေကိုငါးတွေကြိုက်ကြတယ်ထင်ပါရဲ့ရိုးချောင်းများမှာသေးနေလေရဲ့ကျုပ်တို့လည်းအစိုးရတစ်တော်ရုံကိုအကြောင်းကြားခဲ့ရတယ်ဗျတနေကုန်အလုတ်ရှုပ်သွားတယ်10ပေလောက်ပဲဗျခမည်းပြောတယ်မဲလုံးသေးကြပါတယ်ဗျာကိုဟန်စိန်ပြောပြသဖြင့်မိချောင်းမဲလုံးအကြောင်းကိုကိုအောင်သိန်းသိလိုက်သည်ကိုဟန်စိန်ကိုဝင်းသာအားရနှုတ်ဆက်ပြီးထွက်ခဲ့သည်ထို့နောက်ရွှေလန်းပေါ်ပါစွာလှေကိုလှော်ခဲ့သည်အင်းစားတစ်ခုခုရှာရန်တောချောင်းငယ်တစ်ခုသို့ဝင်ခဲ့သည်တောတစ်ခုလုံးကျင်းခဲ့တန်တို့ဆူညံနေသည်
နှစ်ကြိမ်သုံးကြိမ်မိုးရွာပြီးကနဆိုပင်တို့တွင်တွေ့ကပ်ရှင်သန်ကြသောတစ်ခွက်ပန်းလေးတွေပွင့်နေကြသည်ကြောင်မီးတူပန်းတို့သည်လည်းစီရီလှပမွေထုံကျူ၍ပူးပွင့်နေကြသည်အုံဝုံဝုံအတန်ကဟိမ့်၍တောလုံးတိမ်တုံမတက်တစ်ပင်ကြီးတစ်ပင်လဲပြိုကျတန်ဖြစ်ပါသည်ချောင်းငယ်နဘေးတွင်ဝန်တင်လေကြီးတစ်စင်ကတ်ထားသည်ဝန်တဝက်ကကနဆိုထင်းလုံးကြီးများတင်ထားသည်လေဥပေါ်မှမိဖို့တွင်တတ်ထုရွနှွေးအိုးကြီးတဲလျက်ရှိသည်အချိန်ကြာမြင့်စွာတဲထားကြ၍အကုန်းအငွေတစ်ထောင်ထောင်ထွက်နေသည်ကိုအောင်သိန်းသည်လှေကလေးကိုတွတ်တွတ်လှောနေသည်နေပြောက်မတိုးအောင်ကိုင်းခက်တို့ရှက်လျက်တစ်ပင်ကြီးငယ်ထူထပ်စွာအလေးကျပေါက်သောတောဖြစ်သည်သဲကုန်းတန်းဘေးသို့ချောင်းကလေးကွေ့သွားသည်ကလန်းလန်းမှလွှတ်ဆွဲတန်တဲ့တဲ့ကိုကြားရသည်လေဦးတွင်ရှိနေကြသောရုပ်ဆိုးနှင့်ပြားတုံးမတို့သည်တားကောင်ရနန်းရသဖြင့်ကနာမငြိမ်ဖြစ်သွားကြသည်ရေစက်ချုံများကွယ်လျက်ရှိသောကုန်းနှန်းစီတို့ခေါင်းပေါ်၍အနက်ခံကြသည်အမိတနက်နက်ရမ်း၍တားကောင်ဒီတွင်ရှိကြောင်းအရေးအယောင်ပြသည်ခြုံကွယ်လွတ်သောချောင်းငယ်ကဘာတွင်လေဦးထိုးပေးလိုက်သည်ခွင်းနှကောင်ကမ်းပေါ်ခုန်တက်သည်ကိုအောင်သိန်းကလှံကိုကန်၍ရက်လိုက်သည်ခွင်းများပြေးသွားရသို့ကျင်သားရမျက်လုံးတို့ကအကြည့်ရောက်သွားသည်အလက်စားတရေတကောင်သည်ကုန်းတန်းတစ်ပင်များကြားသို့လှစ်ကနေပြေးဝင်သွားသည်ပြားတုံးမကရာဘက်မှပြေးလိုက်သည်ရုပ်ဆိုးကဝဲဘက်မှလိုက်သည်ညီတို့ကိုတတိယလိုက်မိ၏ညီတို့သည်တားကောင်နောက်မှလိုက်၍သခင်ကိုလည်းအတန်ပေးခေါ်သည်ရှေ့မှတားကောင်ကိုလည်းမျက်ချင်မပြတ်အောင်တာဝန်ကျေသည်ယခုညီတို့ဆုံးခဲ့ရှာပြီကိုအောင်သိန်းသည်ကမ်းတပူးတွင်လှေချိုးကိုချီလိုက်သည်လှေပဲ့တွင်ရှိသောဓားကိုသွားယူပြီးခါဆန့်လိုက်ခြင်းတွင်သူ့မျက်စိကိုသူမယုံနိုင်အောင်ဖြစ်သွား၍ပုတ်တက်ကြည့်မိသည်အံ့ဩရသည်ပါဇက်အောင်သားနှင့်ကြည်နေရင်အသက်ရှူမှမလို့ဖြစ်မိသည်ရိုးချောင်းလေးတစ်ဖက်ကန်းမဏိမဝေးထူထပ်သောတစ်ပင်ကြီးများတွင်တောတစ်ခွပန်းများမျိုးစုံလှပစွာပွင့်နေကြသည်နေအောင်ကြီးထိုးကြနေသောကွက်လက်တစ်ခုတွင်တောပန်းမျိုးစုံပန်ထားပြီးလက်ထဲတွင်ပန်းများစုပ်ကင်ထားဆဲအသက်20အရွယ်မိန်းကလေးတဦးဘေးဆောင်ပြု၍ရပ်နေသည်သူမမျက်နာသည်ရှေ့တောချုံတစ်ခုစီသို့စူးစိုက်ကြည့်နေသည်ကိုအောင်သိမစင်းစားတတ်အောင်ဖြစ်နေသည်ပုံတူရုပ်တုတစ်ခုခြားထားသလိုမလုံမရှက်ငြိမ်သက်နေသည်ရုပ်တုဟုတ်ပါလေစလူသားပင်လားနာနာဘာဝတို့ဖန်ဆင်းလေသလားကိုအောင်သိန်းကြက်သိန်းဖြန်းကနေထားမိသည်ခေါင်းမှသပင်များထောင်းလာသည်ဟုထင်ရသည်တောပိုင်တောင်ပိုင်တွေကိုအာကိုပြီးဒီတော်ထဲမှာလှုပ်ရှားခဲ့တာကြာပါပြီကွာဘယ်တည်းဘယ်တစေးမှငါမတွေ့ခဲ့မမြင်ခဲ့ပါဘူးနောက်ရှက်တာလည်းမခံခဲ့ရပါဘူးဒါလူပဲဖြစ်မယ်ဟာဟုတ်ပြီဒီလိုပဲဖြစ်နိုင်တယ်အမြဲကြရမယ်ကိုယ်သိမ့်ဒီကြောင်ငေး၍တွင်းနေရမှတစုံတစ်ခုကိုတတိယလိုက်သည်တောမာယာဖြင့်လှည့်စားခံရခြင်းမဟုတ်ကြောင်းယုံကြည်သည်နှင့်အတူလူသားတူရင်ဆိုင်နေရသောဘေးအန္တရာယ်ကိုဆင်ခြင်မိသည်ထို့ကြောင့်စိုးရင်ပူပန်စွာဖြင့်တစ်ကိုင်းတွင်ခြိထားသောလှေချိုးကိုဖြုတ်သည်ကုန်းထမ်းအဝေးတနေရာစီမှရုပ်စွန်းနှင့်ပြားတုံမှတို့၏တားကောင်းနှင့်ထက်ချက်မကွာလိုက်ရင်အတန်ပြုတ်သည်ကိုတစ်ချက်မျှော်ကြည့်သည်တပြင်းရှည်ကိုမှုတ်ထုတ်လိုက်၍ကြောခိုင်းလိုက်ပါသည်ချောင်းငယ်၏တစ်ဖက်ကမ်းပေါ်သို့ကိုအောင်သိန်းတက်ခဲ့သည်ဓာအသင့်လှန်အသင့်ဖြစ်သည်တောတက်လျင်ရှေ့မှသွားမြဲဖြစ်သောရုပ်ဆိုးနှင့်ပြားတုံမှတို့မပါ၍လှန်နှင့်ဓာကိုအာကိုပြုရပါသည်တော၏မြေပြင်တွင်တစ်ရွက်ဆွေးနှင့်နုံများဖုံးနေသည်ကနစုံငုံများထူထပ်သည်အလေးကျခြုံပုတ်ငယ်များပြည့်နေသည်မလုံမရှက်ငြိမ်နေသောမိန်းကလေးနှင့်ကိုအောင်သိန်းတို့မှာပေတရာခန့်กว่าသည်အနီးသို့ရောက်အောင်ခြေတံလုံလုံဖြင့်တွတ်တွတ်လျှောက်သွားသည်မိန်းကလေးနှင့်မလန့်မကန့်သို့ရောက်သောအခါခြေရာများစွာကိုတွေ့ရသည်တစ်ပင်ကြီးတစ်ပင်အောက်တွင်ခြေရာတို့ပိုရှုပ်သည်ကိုလှမ်းမြင်ရသည်မျက်တောင်ဆင်းလျက်စူးစိုက်ကြည့်နေသောမိန်းကလေးမြင်ကွင်းနေရာကိုမှန်းဆလျက်ကိုအောင်သိန်းချီးကပ်သွားသည်ဟောတွေ့ပြီငါထင်တဲ့အတိုင်းပဲကွာကြည်စမ်းမိန်းကလေးကိုညှို့ပြီးတရွရွကတ်လာလိုက်ရက်ပြီးညှို့လိုက်နဲ့လမ်းကြောင်းတော့တော့ရှင်းနေပြီပဲမကြခင်တကူလုံးကိုလိမ်ပတ်ပြီးဆွဲဆန့်ပစ်မယ်ပါဇက်ကအချွဲတွေပုတ်ထုတ်ပြီးဖြမ်းမယ်ပြီးတော့စိတ်တိုင်းကြမျိုးပဲပေါ့လေတောပိုင်တောင်ပိုင်တွေကိုမိချောင်မဲလုံးမသိရင်တွေ့ပါစေလို့ခွင့်တောင်းတာမဲလုံးသိနှင်းလို့အခုမဲရှည်စပကြီးမွေးနဲ့ပဲတွေ့ခွင့်ရတော့မယ်ကွာကိုအောင်သိန်းပါဇက်မှတီးတို့ရေယူမိသည်မဏိမဝေကန်းဆက်လှေကြီးမှမိန်းကလေးဖြစ်ဟန်တူသည်လှပလုံးစွာပွင့်နေကြသောတောတစ်ခွပန်းမျိုးစုံကိုတက်ကူရင်စပကြီးမွေမျိုးရန်အစာအဖြစ်ညှို့ထားခံရခြင်းဖြစ်မည်ဟုသူတွေးမိသည်တောထဲတွင်တစ်ပင်လဲပြတ်နေသူတို့မှာ
ဤလေကြီးနှင့်မိန်းကလေးတို့တစုတည်းဖြစ်နိုင်သည်တွေးရင်မှကိုအောင်သိမ့်သည်သူ၏အပေါ်အင်ကြီးညိုညိုကိုချွတ်သည်မိန်းကလေးပန်းခူးအသုံးပြုခဲ့သောတကြူတန်းမျောသားတစ်ချောင်းသည်တနေရာတွင်လဲကျနေသည်ကိုတွေ့သည်ထိုမျောသားဒိတ်တွင်အင်ကြီးကိုချိတ်သည်မွေကြီးနှင့်မိန်းကလေးတို့မျက်လုံးချင်းစူးစိုက်နေကြသည်မိန်းကလေး၏ရှေ့တွင်အင်ကြီးကိုကွယ်စေ၍မလှမ်းမကမ်းမြေပြင်တွင်မျောသားကိုထိုးဆိုင်လိုက်သည်သူ၏ပေါင်လုံးကစပကြီးမွေသည်ကိုလုံးကြီးကိုဆင့်လျက်ခေါင်းကိုအတန်ငယ်မော့ထားသည်မျက်လုံးမှအယောင်ထွက်လျက်စူးစိုက်ထားသည်ကိုအောင်သိန်းသည်ခြေသလုံးကတစ်တုံးတစ်ခုကိုရှာရ၍မွေကြီး၏လက်ဘေးအောက်သို့ထိုးသွင်းလိုက်သည်ထို့နောက်သူ၏ခုတ်အားကောင်းသောဓားကိုလက်နှစ်ဖက်ဖြင့်ဇုံကန်မြောက်၍မွေကြီး၏ဇက်ကိုပိုင်းချလိုက်သည်ဇက်ပြတ်ကြသည်နှင့်တစ်ဆက်တည်းတွင်မွေကြီးသည်ရုံးကန်၍အမိနှင့်မိသည်မြလိမ်ပတ်ပစ်လိုက်သည်တစ်ပင်တချို့လဲကျကုန်သည်ရုံးကန်လှုပ်ရှားခြင်းကြောင့်လည်းတဲတဲလှုပ်သွားသည်လျင်မြန်သွက်လက်သောကိုအောင်သိန်း၏လှုပ်ရှားမှုသည်မိနှင့်နိုင်ငံမြသာကြသည်ဟိတငမကိုအောင်သိန်းသည်အညို့ကန်ရသဖြင့်ငေးကြောင်ရပ်နေသောမိန်းကလေး၏လက်မောင်းကိုကင်လို့အတန်ပြုသည်လှပသောမိန်းကလေးထံမှဤကနေအတန်တစ်ချက်မြည်၍ညှုတ်ခွေလဲကြသည်ကိုအောင်သိန်းချိန်မီပွက်ယူ၍တစ်ဆွေးတုံးကြီးတစ်ခုပေါ်တင်လိုက်သည်ထို့နောက်တော်ဝင်သူတိုင်းသိကြသောအချက်ပေးသံအဖြစ်ကနစိုးပင်ပင်ရင်းမှပပြင်းချက်ကိုဓာအနှောက်နှင့်ထုသည်တတော်လုံးဟိန်သောအတန်များဆင့်ငါထွက်ပေါ်သွားသည်ဒုံစောစောကလွှတ်ဆွဲတံရပ်သွားပြီးတစ်ပပြင်းတုံ့ပြန်ထုတံမှာဟိန်သွားသည်ကိုအောင်သိန်းသည်ကိတ္တနား၍ပပြင်းထုအချက်ပေးတံပြန်ပေးသည်အဝေးမှအချက်ပေးတုံ့ပြန်တံနီးလာသည်ခဏကြာတွင်ခုတ်တွင်ထားသောလမ်းကြောင်းအတိုင်းအသက်50အရွယ်လူကြီးတဦးနှင့်အသက်အစိတ်ခန့်လူရွယ်တဦးတို့အားပစိန်ငမန်းဆွယ်လွှတ်နှင့်တောင်းငယ်တစ်လုံးထမ်းလျက်မပြေအောင်တမဲခြေလန်းတွတ်နှင့်ခြုံနယ်များကိုတိုးရင်ထွက်လာသည်ဝူးလဲကြနေသောတစ်ဆွေးတုံးပေါ်တွင်ကိုအောင်သိန်းရိုက်၍အတန်ပြုသည်တောမြိုင်ထဲကထွက်လာသူနှစ်ဦးသည်တုံ့ပြန်အတန်ပြုရင်းမလန့်မကန်းတွင်ရပ်သည်အံ့ဩခြင်းနှင့်စူးစမ်းသလိုကြည့်နေသည်ဟဲ့လူတွေကျုံနာမည်အောင်သိန်းပါဗျချောင်းအုပ်ဘက်ကစင်ကူဝဲချောင်းမှာနေတယ်တောရွက်ထင်းတွေခုတ်ရောင်းတယ်ချောင်းထဲမှာပိုက်ထောင်တယ်ဝါသနာကြောင့်တောထဲမှာအမဲလိုက်တယ်အုံနာမှာကတ်ထားတယ်ဝန်တဝက်နဲ့လှေရခင်ဗျားတို့လှေဟုတ်ရဲ့လားဟုတ်တယ်ကျုပ်တို့သားဖလှေပေါ့ပပြင်းထူပြီးတော့ချက်ပေးတာခင်ဗျားလားလှေထဲမှာစောင့်ကြံခဲ့တယ်ကျုပ်သမီးချွေးမအကြောင်းရှိလို့ထူတာတင်ပြီးတော့ပြေးလာလဲရတာဗျာကလုတ်တိုက်ညောင်စုပဲအသက်50အရွယ်လူကြီးကလေဘူးကြီးမှုတ်တုတ်လျက်ပြောလိုက်ပါသည်ဟုတ်ပါဗျာခင်ဗျားသမီးချွေးမအတွက်ကျုပ်ထူပေးခဲ့ရတာပါတေကံမရောက်တက်မပြောက်ဆိုတဲ့စကားလက်တွေ့ရုံးမှာပဲဗျို့ကိုအောင်သိန်းပြောလိုက်သည်ကိုတောထဲမှာထွက်လာသူနှစ်ဦးကနဝေတိန်အောင်ဟန်ပြင့်ကြည့်ရင်သားဖြစ်သူကအရင်စလိုမေးလိုက်သည်ဦးရောင်သိန်းဘာပြောချင်တာလဲဗျရှင်းရှင်းပြောသမ်းပါကျုပ်ရင်ထဲမှာအိပ်ဖြူအတွက်စိတ်ပူလုံးလို့ပါလှေပေါ်မှာအိပ်ဖြူကိုမတွေ့ခဲ့ရဘူးကိုအောင်သိန်းကလက်ကိုဝှေ့ရမ်း၍ပြောသည်ဒီကိုခင်ဗျားတို့မြင်လားဒီကနေလှေလော်ပြီးတော့3နာရီကြာအောင်သွားရတဲ့ရွာကြီးကိုခင်ဗျားတို့သားဖမြန်နိုင်လို့မြန်အောင်လှေနဲ့လော်ပြီးသွားကျမ်းမာရင်မှုဆရာမတွေနဲ့ခင်ဗျားသမီးချွေးမကိုဆေးကုလိုက်ပါဗျာဒီမှာစပကြီးမွေညို့ခံထားလို့သတိမဲ့နေတယ်နှိမ့်နယ်ပေးလိုက်ရင်တော့သတိရလာမှာပါအသက်ပေးအန်တယ်တော့မဖြစ်တော့ပါဘူးကိုအောင်သိန်းစကားကြောင့်သားဖနှစ်ယောက်အံ့ဩခြင်းကြီးစွာဖြစ်၍တုံလုံးခြောက်ကြားစွာဖျားတရေရွမိသည်ဖျားဟေကျုပ်ချွေးမဒီကုန်းပေါ်တက်ပြီးဘာလို့မွေညို့ခံရတာလဲဗျဖခင်ဖြစ်သူကဤသို့ရေရွရင်းတစ်တုံးကြီးပေါ်တစောင်းလဲနေသောမိန်းကလေးတံပြေးသွားသည်သူ့ရင်သားကရောက်နေသည်သူ့ဇနီး၏ခြေလက်တို့ကိုပုတ်တက်နှိမ့်နေပြီးရင်ခွင်မှာပွေထားလိုက်သည်ဖြစ်ရလေအပြူရဲ့တကယ်ပါပဲကျုံမင်းမမွေညှို့ခံတာဟုတ်လားဗျခင်ဗျားကြီးပြောတာယုံရမှာလားခင်ဗျားကျုံမင်းမကိုဒီရောက်အောင်ခေါ်ပြီးတော့ဘာလုပ်တယ်လဲပြောစမ်းလူငယ်ကဒေါသတကြီးနှင့်ဇနီးကိုတစ်ဖက်ပွေ့ကြည့်လျက်လက်တစ်ဖက်မှတစ်ခုတ်ဓမ္မကိုချစ်ပေါအောင်စုံရင်ဆူးရှာသောမျက်လုံးတို့ဖြင့်ကိုအောင်သိန်းကိုကြည့်ကာမိုးချင်းတယ်လို့ပြောလိုက်သည်လူငယ်၏ဖခင်ကလည်းပစိန်ကိုတင်းနေကြရင်ကိုအောင်သိန်းကိုစားတော့ဝါတော့မလို့ကြည့်သည်ကိုအောင်သိန်းကသဘောကျစွာရည်လိုက်သည်ခေါင်းအေးထားကြစမ်းပါဗျာကျုပ်ပြောတဲ့စကားနဲ့မှထောက်ထားရှိတယ်လေခမရတို့ရဲ့နောက်ဖက်နားမှာခြုံရွယ်ပင်နဲ့လုံးပတ်နေတဲ့စပကြီးမွေကြီးကိုကြည့်ဗျာမင်းရဲ့အိပ်ဖြူကိုညှို့ထားပြီးတော့တလန်ကွာရောက်အောင်မွေကြီးကကတ်လာတာကွာသူ့ကိုယ်လုံးနဲ့မင်းမိမကိုရစ်ပတ်ဆွဲဆန်ပြီးတော့အစာအဖြစ်မျိုးဖို့ကြိုးစားနေတဲ့အချိန်မှာပဲအမဲလိုက်ရင်လန့်တွေ့လို့ငါကယ်ခဲ့ရတာကွာသူတို့သားဖဇက်ပြတ်နေသောမွေကြီးကိုကြည့်ကာ
ဒုတိယအကြိမ်အန်အောတုံလောက်ကြပြန်ပါသည်ဟာဖြစ်မဖြစ်ရလေဗျာကိုအောင်သိန်းကတကယ်ကယ်ခဲ့တာပဲကျုပ်နာမည်ကကန်ရပါကျုပ်သားကစိုးမောင်အိမ်အောင်ကြတာတလမပြည့်သေးဘူးအခုတော့ကပြန်ရောက်မှမင်္ဂလာဆောင်ပေးရမှာဗျကျုပ်ချွေးမလေးမွေစာဖြစ်မဲ့ဘေးကလွတ်ပေမဲ့မိမွေးတိုင်းဖမွေးတိုင်းပြန်ဖြစ်ပါမလားဗျာကိုကန်ရကတောင်းမှန်ရင်စိုးရိမ်ပူပန်တဲ့နှင့်ပြောသည်စိုးမောင်ကမြာဇနီးတဲ့လက်မောင်းနှင့်လက်ကုပ်ကြောတို့ကိုနှိမ့်နေပေးခြင်းတွတ်တွတ်ခေါ်နေသည်ဤဖြူဟေးဤဖြူသမီးလေးဤဖြူသမီးတက်ပြည့်ရှင်မှုတ်ထုတ်ရင်းမိန်းကလေးတတိယလာသည်သို့တော်ခြေလက်များကိုမတည်နိုင်ခွေရိုင်ထိုင်းမိုင်းလျက်တွေ့တွေ့ဝေဝေကြည့်နေသည်ပြီးတော့စိုးမောင်၏ရင်ဝင်ကိုမှီရင်းဝမ်းပတ်တနေငိုဆိုင်နေသည်စိတ်မပူကြပါနဲ့ဗျာထိတ်လန့်ပြီးတော့မေးသလိုဖြစ်နေတာပါပန်းစင်ကူရမွေကြီးကိုကြောက်တာရဲ့အညို့ခံရတာရဲ့ကြောင့်အာယုံကြောတွေဆိုင်းသလိုဖြစ်သွားတယ်ဒါကြောင့်မလို့ဒီလိုဖြစ်တဲ့သူတွေကိုကုပေးနေကြဆရာကြီးဆရာမတွေစီကိုအမြန်ပို့ပါခင်ဗျားတို့မှလင်မပါခဲ့ဘူးမလားကျုပ်လေကိုယူသွားဝန်တင်ထားတဲ့ခင်ဗျားတို့လေကြီးကိုကျုပ်ခတ်သွားမယ်စင်ကူဝဲချောင်းကကျုပ်တဲစိတ်ကိုဆေးကူပြီးမှပြန်လာခဲ့ကြပေါ့ကျုပ်ကူညီနိုင်တာတော့ဒီလောက်ပဲဗျာကဲကလေးမလေးကိုလှေပေါ်တွဲတင်သွားကြတော့ဗျာခင်ဗျားကျေးဇူးကြီးပါတယ်ဗျာခင်ဗျားစီစဉ်တဲ့အတိုင်းကျုပ်တို့လုပ်ပါမယ်ဦးကြီးအောင်သိန်းကိုသားကြောပါတယ်အထင်လွဲမိတာကိုလည်းခွင့်လွတ်ပါဦးကြီးအောင်သိန်းရဲ့ကျေးဇူးကိုကျွန်တော်တို့တသက်မမေ့ပါဘူးဗျာကိုအောင်သိန်းသည်ကျေနပ်စွာပြုံး၍ခေါင်းတငိမ့်ငိမ့်နှင့်ငေးကြည့်ကြံခဲ့သည်လက်ဝါးနှစ်ဖက်ကိုပါဇက်တွင်ဝိုင်းလျက်တဝူးဝူးနှင့်အော်၍အချက်ပေးတံပြုသည်မြိုင်တော်တလျှောက်အတန်ပက်တင်ထပ်သွားသည်အချိန်ချင်းအတန်ပြု၍အတန်ကြာလျင်ပြားတုံမနှင့်ရုပ်ဆိုးတို့အတန်ကိုကြားရသည်ရိုးချောင်းကိုဖြတ်ကူး၍ခွေးနှကောင်ကတွတ်စီရောက်လာသည်ရုပ်ဆိုးသည်ဖို့တကောင်ကိုကိုက်ချီခဲ့သည်ငါမပါတော့တရေမရဘူးပေါ့ကွာဟလာဒါပေမဲ့မင်းတို့အစွန်းစားနဲ့ဖို့တကောင်ကိုတော့မိအောင်ဖမ်းနိုင်ခဲ့တယ်ပေါ့ဟုတ်လားခွေးတို့ကိုကျင်နာယူရစွာဖက်တွေပုတ်တရင်ကိုအောင်သိမ့်နှုတ်မှတွတ်တွတ်ပြောလိုက်ပါသည်အခုတင်ဆက်သွားတာကတော့စာရေးဆရာကြီးဖြာပုံလှမုံးတွေရေးသားတော့မဲလုံးကိုရှာမဲရှင်နဲ့တွေ့ချင်းဆိုတဲ့ဝတ္ထုလေးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Wildlife Bell Story YouTube Channel ဟာမုတ်ဆိုးတငါတို့ရဲ့အကြောင်းအရာဖြစ်ပျက်များနဲ့ဝတ္ထုများတော်တွင်နေတော်ရင်တလိမ့်ဆန်များရဲ့အကြောင်းအရာဖြစ်ပျက်အလေးထားမှုခြင်းများကိုစစ်ဆက်မပြတ်တင်ဆက်နေတဲ့ channel ဖြစ်ပါတယ်ကျွန်တော်တို့ channel ရဲ့တင်ဆက်မှုတွေကိုသဘောကျလို့နှိမ့်ချိုက်တယ်ဆိုရင်ဖြင့် like and subscribe ပြုလုပ်ပေးကြပါရန်လေးစားစွာနဲ့မေတ္တာရက်ခံပန်ကြားရပါတယ်သောတာရှင်အပေါင်းကိုယ်စိတ်နှပြချမ်းသာကြပါစေလို့နှုတ်ခွန်းဆက်တာကာရဝပြုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ